ဒီနေ့6ရက်3လ2026ဟုတ်တယ် G7 ကကျိုးမြို့တဲ့အနေကုန်လင်မဲ့ဧည့်သည်နဲ့တွားနေပါတယ်ခုမန္တလေးတောင်ပေါ်မှာပါဗျခုမန္တလေးတောင်ရောက်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကုတရားထိမန္တလေးတက်စီစားပဲပါနော်4ရောက်စီ6ရောက်စီ9ရောက်စီ12ရောက်စီ14ရောက်စီ22ရောက်စီ33ရောက်စီ45ရောက်စီဟိုလူချင်းနဲ့ကားမို့ဆိုစိတ်သက်သာထားပြီကျွန်တော်ဘယ်ပါပါ9ရောက်ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်39ခု9 866 96ခု9 39 9615 3968နဲ့ကိုဆက်သွယ်ပြီးတော့9ရောက်ရပါတယ်မန္တလေးမြို့တွင်းမြို့ပြင်နဲ့ဟိုနားဒီနားသွားမလားမန္တလေးပြင်ဦးနဲ့ပကံတောင်ကြီးအင်းလေးကလောကြိုက်ထီးရန်ကုန်ချောင်းသာစရှိတဲ့မြို့များကိုလည်းတွားရောက်ထည့်ပတ်လို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဒါတော့ကြောက်တော်ကြီးဖြစ်ပါတယ်မန္တလေးတောင်နေနာကြောက်တော်ကြီးဖြစ်ပါတယ်ခင်ဗျကဲကုသိုလ်တော်ဖះကိုရောက်ရှိပါတယ်ဗျဒီကတော့6ရက်3လ2026နေ့လေးရဲ့မန္တလေးမြို့လေအော်လာလေးပါဒါတော့မဟာကျောင်းလေးဖះကြီးရောက်ရှိနေတာဖြစ်ပါတယ်ဗျဥပ္ပဒါရောက်ပါပြီဥပ္ပဒါလည်းစီပါတယ်ဗျဒီပြည့်နေဗျာကြည့်ကြည့်ပါဗျဥပ္ပဒါမှာပါဗျဒီလေကံကောင်းလို့စီလေးကိုအော်ဒါလိုက်ပြီးတော့စီဆိုင်တွေကရှာတော့စီဆိုင်ကပိတ်ကုန်ပြီဒီနေ့ကျွန်တော်ဆွဲတော်နားလေးကOK ဒေါ်လာ OK ဆိုင်ကရာသေးတော့ကျွန်တော်ဝင်တွေ့ကျွန်တော်အချိန်မှာကားကြီးရယ်3မိန်းလေးတွေရယ်ကားလေးတစ်စီးရယ်ပဲရှိတယ်ဒီနေ့ကံကောင်းတာဆွဲတော်နားထိသွားထည့်ရတာပေါ့နော်ရလို့တော်သေးတယ်ဒါကျွန်တော်စီကနည်းနည်းလေးပဲရော့တာပါရော့တော့ကျွန်တော်ပြန်ထည့်မှာဗျကျွန်တော်ကဟိုလူများလို့လောက်လည်းမလောက်ဘူးရောင်းလည်းမစားဘူးကိုသုံးတော့ကိုရောတော့ပဲထည့်ပါတယ်ဗျာ